အားလုံးပဲမင်္ဂလာပါမနေ့ညအကြောင်းမှာဟောပါကျွန်တော်တို့ဒီနေ့ winter semester ရဲ့ဒီဝေခံဝိပေါ့နော်ဝေခံဝိမှာကျွန်တော်မင်းညသွားတော့အကြောင်းကနေ Black Friday ကိုကျွေးတယ်lunch ရောစားရတယ်ဒီနာရောစားရတယ်ပေါ့နော်ဒါကြတော့ကိုယ့်နာမည်ကိုရေးထားတာပေါ့မနေ့ညရောက်လာတော့အလုပ်သွားရင်းနဲ့ပြန်လာတော့ပြင်ပန်းတော့ဘာအဲ့ကြီးမလဲဒီတဲ့အဲ့ပြောတော့လားရောက်လာတာနဲ့အခုမှ PC ကိုပြန်ထုတ်ပြီးလုပ်နေအဲ့ဒါမနေ့ကအကြောင်းကကျွန်တော်တို့ပေးလိုက်တာပေါ့နော်ဒီလိုမျိုး8ပေးလိုက်ပေါ့နော်အဲ့ဒါပါတယ်တော့ကြည့်လိုက်တော့တကယ်စိတ်ဝင်စားစရာဟုတ်တယ်လို့သူများ university ကဘယ်လောက်ထိဟောဖြစ်တယ်လဲဆိုတော့သမီးတွေလည်းကျွေးရင်တော့ဒီတခုအရင်သဘောကျတော့လေနေ့လေစားတော့ကျွန်တော်ကန်တင်းကိုသွားတာကန်တင်းကိုသွားတော့ကျောင်းသားဟောင်ကောင်ကကျောင်းသူတယောက်ကကျွန်တော်တို့ဒီကိုဖက်နဲ့ကိုတွားချကွာလူတော့အများကြီးဆိုတော့တည်မလားအဲ့နဲ့အဲ့ဒီကြားမှာကျွန်တော်တို့နေ့လေစာတော့ကပတ်စံစီလိုစားဖို့ပေါ့နော်စားဖို့အတွက်ကျွန်တော်တို့ရဲ့ဒီ major ကနေvoucher တစ်ခုပေးတာအဲ့ဒါနဲ့ယူပြီးမှဒီကောက်တာကိုတွားတာပေါ့မဟုတ်တော့ကိုယ့်ကိုပတ်စံပေးအောင်ပေါ့နော်အဲ့ဒီချိန်မှာကောင်းမလေးတယောက်ကအဲ့ဒီចောင်းတူလေးရပါနော်ဘယ်မှာပျောက်သွားလဲမသိဘူးပျောက်သွားလဲမသိဆိုတော့ तू ကတခြားဘယ်လိုပြောမလဲတခြားဒီတစ်ဖက်ကိုတွားလိုက်တာအဲ့ကျွန်တော်တို့လည်းမတွေ့ဘူးအဲ့ကျွန်တော်တို့ကြတော့ဒီဖက်room တိတက်တစ်ခုကိုကျွန်တော်တို့အတွက်မာထားတာကျွန်တော်တို့အဖက်ပေါ့နော်ကျွန်တော်အဖက်ကလာပြီးရ20လောက်ရှိတယ်အဲ့ဒီဟာကိုတက်တစ်ဖက်မာထားကောင်းမလေးကမတည်တော့အဲ့ဒါတော့တယောက်မရောက်လာဘူးပြောတော့ဆရာတွေပဲတွားရှာနော်အဲ့ဒီဆရာက professor တွေနော်ဒီလားကျွန်တော်တို့အဖက်ကကျွန်တော်တို့တွားရှာမယ်ဆိုမဟုတ်ဘူးတဲ့ဒီလိုစားနေလိုက်တဲ့သူတို့တွားရှာမှာတဲ့ခေါ်လာခဲ့မယ်တော့ခေါ်တော့သူလည်းရှောက်မတွေ့ရတဲ့ကျွန်တော်လည်းတခုတည်းရတာ website ကူမှာအဲ့ဒီဖုန်းကိုရှောက်လိုက်မှကျွန်တော်ဖုန်းခေါ်လိုက်တာပေါ့ဖုန်းခေါ်လိုက်တော့အကောင့်မလေးကပြန်ရောက်သွားအဲ့ဒါဘာကိုပြောချင်လဲဆိုရင်အဲ့လိုမျိုးမြန်မာပြည်မှာဆိုရင်ကွာအဲ့လိုကအဖွဲနဲ့တွားပြီးမှတယောက်ကွေးတော့ရင်စူခံရမှာနော်တယောက်ကသိလို့မလားသူများစီမှာအဲ့လိုဟုတ်ပါသိလားပျောက်သွားတဲ့ရှာမတွေ့တဲ့ကြောက်သားကိုဒါကအဲ့ဒီ professor တွေတော့ရှာတယ်လို့သိလားတကယ်ပါမောက်ခတယ်အော်လိုက်တာလို့အဲ့ဒါတခုကတကယ်အရင်ကိုဒါမှတည်ယူဆရာဖြစ်သွားပါတော့သူများရဲ့ university ဆိုတာဒီလိုပါလားလို့အခုအစီလိုတဲ့ public private မဟုတ်ဘူးเนาะ public university ပေါ့တော့ဈေးချိုတယ်အကြောင်းစိတ်ကဈေးမကြီးဘူးလေเนาะ university မှာအဲ့ဒါကိုဒီနေ့ကျွန်တော်တို့ပေးလိုက်တဲ့ဟာပဲကြည့်ခုကြည့်အောင်စိတ်ဝင်စားစွာပြီเนาะခုကြည့်မယ်ဆိုရင်ဘာလဲပါမလဲပေါ့စိတ်ဝင်စားစရာလည်းပါတယ်အကြောင်းပြောပြချင်တာเนาะဒီမှာကြည့်ဖြိုရည်ပါဖြိုရည်ဒါကြတော့ကျူဆိုပါတယ်ဆိုတော့အကြောင်းကိုရေးထားတာပေါ့နော်ဒီနေ့ဝေခံအတွက်ကိုကျူဆိုပါတယ်ပေါ့ဒီနေ့ရေးရတော့ဒါကြတော့အကြောင်းသူအကြောင်းသားနဲ့ပတ်သက်တဲ့ website တွေပါတယ်ညာတယ်ပေါ့နော်ဘယ်လိုမျိုး bonus ရနိုင်တဲ့အကြောင်းတွေကိုသူတို့ cap နေပေးထားတာဒါကြတော့ tissue တော့ပါတယ်ပြီးသူတို့ရဲ့ဒီကြော်ညာထားတဲ့အရာတွေပေါ့နော်တခုအကြောင်းနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်activity တွေပါတယ်ညာတယ်ပါဝင်ခြင်းဆိုဒီအခွက်မှာပါဝင်လို့ရတယ်ဆိုတဲ့အကြောင်းကိုဒီမှာပါဝင်ခြင်းဒီနောက်မှာကျွန်တော်ရဲ့ကြောက်တာကရဲ့သူတို့ရဲ့ဟာကို save မှာတော့ပါဝင်ရမှာပေါ့နော်ဒီဒါကတော့ဘာလဲမသိဘူး Sia can live frame with a pushty handed ဘာပြောချင်လဲတော့မသိဘူးချက်မှာစားတော့ဒါတိတ်ပြီးမှပြန်တက်တော့ဒီဒါလည်းအဲ့လိုပဲဒါလည်းအတူတူပါပဲအဲ့လိုမျိုးကြော်ညာတွေပဲဒါလည်းပြီးဒါကြတော့ဒါလည်းကြော်ညာပဲသူတို့ကျောင်းရဲ့ activity အရင်များတဲ့ program တွေအရင်များတယ်ဒီလားကျောင်းတက်တာလားဟုတ်တာအဲ့ဒီအကူပါဝင်ခြင်းနဲ့ social active ဖြစ်တဲ့လူတွေနဲ့ active ဖြစ်တဲ့လူဆိုရင်ဘာမှမဆိုပါဝင်လို့ရမှာတည်မလားကိုလိုတော့ပါဝင်အဲ့လိုမျိုးလေပေါ့နော်ဒါကြတော့ကျွန်တော်ထီတယ်ဖြိုတောက်တဲ့ဟာပေါ့နော်စားစရာလည်းပါတယ်ပြီး notebook ဒါလည်းမှတ်သားဖို့တော့ပေါ့နော်တခါမှမပြောဒါ chocolate နော်ဒါလည်းBritish ရတူပဲသူတို့စာလက်ကန်းစာကြုံရတယ်ခဲတန်းပြီးဒါမှကြည့် notebook ဒီမှာလည်း notebook မှတ်သားလို့ရတယ်မှတ်သားဖို့ပေါ့ဒါကတော့ချိတ်နော်တော့ချိတ်ဟုတ်မလားတော့ချိတ်လို့ဖို့တော့ချိတ်ဒါကတော့ဘောပေတဲ့တယ်ပြီးဒါဖြိုရည်ထင်းနေကျွန်တော်ထင်တော့ဖြိုရည်လို့ထင်တယ်ပြီးဒါခဲဖြက်ဝယ်ဆရာမလို့ဝါစီဘာမဝယ်လာဘူးဒီနေ့ဘာမဝယ်တာချူချင်းနော်
အဲ့ဒါတအိပ်ပြီးသွားပြီပေါ့နော်တအိပ်ပြီးသွားပြီဒါကြတော့ပါလေ I don't know that's ဒီခုကဘာအတွက်တုံးတာလဲတော့မသိဘူးเนาะဘာအတွက်တုံးတာလဲမသိဘူးoh ဒါကျွန်တော်တို့မင်းညလောက်ရတဲ့ activity ထဲမှာ game ဆော့ရတာဒီလားကိုတကယ်ချစ်တဲ့ရောက်လိုက်ဆိုင်မှာစကားတော့ပြောရတာဘာလို့မျိုး game ကိုအဲ့ဒါဆော့ခဲ့တာဒါလည်းကြော်ညာပဲမဖတ်နေတော့နော်ဘာလဲဂျမဆာလောက်မဖတ်တယ်ဆိုတော့ဒါချတော့ဗာလည်းမသိဘူးအစီလည်းမသိဘူးတရားလေဒီမျိုးတော့တခြားပါတယ်ဒီမှာပုံပြထားတော့ဒီလားဒီလိုဖြော်ဖို့တဲ့ zoom ဗလဲ coffee တွေပါတယ်ဖြော်ရည်ဒီလိုဖြော်တယ်လို့အဲ့လိုမှကြည့်ပုံနဲ့လို့ပြထားတယ်ပြီးအဲ့လိုလားဟုတ်မယ်ထင်တယ်မကြည့်အဲ့လိုပြထားဒီမှာအညူတော့ပြန်ဖတ်ကြရပါတော့တခါမှတွေ့ဖူးတာလားတွေ့နေအော်ဒီမှာတနေ့တာပါဝင်ရမယ့် activity အများကြီးပဲဒါမဲ့ဒါတွေက join ချိန် join လို့ရပါတော့ join အခုပါဝင်နေတော့ပေါ့နော်အဲ့ဒါအများကြီးပဲဘာလို့လဲမသိဘူးဒါလည်းဒီမှာဘာလဲမသိပါတယ်အထဲမှာအဲ့လိုမျိုးပေါ့ပြီးဒါလည်းလိုပဲဒါလည်းနာမည်လက်ကန်းဆောင်လို့ပဲဒါကျွန်တော်တို့ရဲ့ university ကနေ welcome ဆိုတာပြောထားတာပြီးဒါလည်းဟုတ်တယ်ကြော်ညာလို့ပဲအကလို့ကြော်ညာလည်းပဲဒီလားဒါကားကြော်ညာတင်တာ pollution နဲ့ကားကြော်ညာဒါလည်းကြော်ညာလည်းပဲဒီမှာကြည့်အကလုံးဒါလေးပြီးဒီလိုမျိုးတွေပေါ့ဒီလားအများကြီးပဲဒါတွေကတိန်းထားပြီးမှနောက်ကျရင်ကိုလိုချင်းတဲ့တခုပေါ့နော်ပုံမှာပေါ့နေ့လေစားတော့စားချင်တာတော့ဗာလဲညာလေဆိုရင်ဒီထဲမှာကိုလိုပါတယ်ပြောတယ်ဒီမျိုးတခုဂျာမန်စာလက်လာချင်တယ်ဂျာမန်နဲ့ speaking တော့ပြောချင်တယ်ဆိုရင်အဲ့ဒီမျိုးရှိတယ်ဒီထဲမှာပြန်ရှာကြည့်ရမှာပေါ့အသိစိတ်တော့ဒီမှာသူတို့လိုအပ်တဲ့အရာတွေပေးလိုက်တာပေါ့နော်အများကြီးပဲကြည့်ပြတာဒါပဲတော့ဒါမြေပုံဒီအာစီလိုမြို့ရဲ့မြေပုံပေါ့နော်ဒီမြို့ရဲ့မြေပုံသူတို့ပေးလိုက်တာပေါ့ပြမြေပုံပြီးtransportation ဘယ်လိုတွားလို့ရတယ်ဆိုတဲ့အရာတွေပေးထားတဲ့ဟာပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပါလေပေါ့နော်ဒါလည်းမြေပုံဘယ်နေရာမှာတွားရဘယ်နေရာ student တွေကဘယ်မှာတွားရဘယ်လိုရှိတယ်ပါတယ် activity တွေပါတယ်ပါဝင်လို့ရတယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့ဆိုတော့ဒီနေ့လေးတွားရမှာအကြောင်းကဒီလားသူကအချိန်စရာထဲမှာလေနှစ်မျိုးပေးထားတယ်ကျွန်တော်ပြလိုက်ပြီနော်ဟောဒီမှာကြည့်အဲ့လိုမျိုးပေးထားတယ်အယောင်ချိန်ထားပါနော်ဒီအဝါရောင်ချိန်ထားကလုံးဝမတွားမနေရတွားရတဲ့အရာပါနော်သူတို့ပြထားအစိမ်းရောင်ကြတော့ social event ဖြစ်တဲ့အတွက်ကြောင့်မို့ပါဝင်လို့ရတယ်မပါဝင်ချင်တဲ့ကိစ္စမရှိဘူးကိုစိတ်ဝင်စားရတွားဒါပေမဲ့အဝါရောင်ဆိုတော့လုံးဝတွားရမှာပေါ့ဒီအတန်းဆိုလဲတွားတော့နေ့တိုင်းရှိနေမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကြတော့တနင်္လာနေ့ဂျာတာပလေးနေ့ကြတော့အတန်းတွားရတယ်ပေါ့နော်တောက်ကြနေ့တနေ့ကြတော့သူက set study ပေါ့နော်တွားချင်တယ်သူကကြောင်းတွားချင်တယ်ကိုလိုက်ပြီးတွားချင်အလုပ်ရင်လုပ်ပေါ့နော်အဲ့လိုပြောရှိမှာပေါ့ဒါပေမဲ့ခုနပြောတော့အဝါရောင်အခြေစရာဆိုကိုမတက်မနေရ subject ပေါ့နော်တခြားအစိမ်းရောင်တို့ဒီအလီမုံရောင်တို့ဆိုရင်ကကိုစိတ်ဝင်စားရင်တွားတက်ကိုစိတ်ဝင်စားရင်တွားမတက်ပေါ့နော်အဲ့တော့ဘာပြောချင်လဲဆိုရင်ဂျာမနီမှာလေအကြောင်းတားဖြစ်ရတာလေအရန်ကျွန်တော်က student lab ကိုကြိုက်လို့လားမသိဘူးဒီကျွန်တော်တော့ကြိုက်တယ်တော့ဒီဂျာမနီမှာအကြောင်းတက်ရတာပြောရတယ်ဆိုတော့မပြင်းရဘူးကွာဒီလား university တက်နေတာ university တက်တယ်တော့မဟုတ်ကလေးမှုချိုချောင်းတွားနေရလို့ဖြစ်နေတယ်ဒီမှာပြောရတယ်ပြီးဘယ်လိုပြောမလဲအာဆီယာအစကတည်းကနိုင်ငံချက်မှာကြောက်တက်မယ်ဆိုတဲ့စိတ်ကူးကကြာပြီနော်အဲ့ဒါခုတက်နေရတော့ဖျားတဲ့ခေကြီးတော့လည်းအရင်ချင်းမောတယ်ပေါ့နော်ကိုမရောက်ဖူးတဲ့အရာတွေကိုမတီးတဲ့အရာတွေလည်းအများကြီးလက်လာခွင့်ရတော့တရေပေါ့နော်လက်လာစရာကိုမကုန်နိုင်တဲ့ရေးတွေပေါ့နော်အဲ့လိုမျိုးဆိုတော့အရင်ပြဖို့ကောင်းပါလေပေါ့အဲ့တော့ចောင်းတက်ဖို့အတွက်ကြိုးစားနေတဲ့သူတွေចောင်းတက်နိုင်အောင်ဆွတောင်းပြီးမှရုံးခိုင်ဒီမျိုးလုပ်ကြပါပေါ့နော်ကျွန်တော်တို့ဘာမှမဟုတ်တဲ့တောင်ပေါ်သားမှာပူတော်ဝသားပေါ့ပူတော်ဝသားလာမှဖျက်ခိချင်းမြောက်လို့ပေါ့နော်ဂျာမနီမှာចောင်းတက်ခွင့်ကိုဖျက်ခိပေးတယ်ပေါ့အဲ့ဒါတွေကကျွန်တော်ကရင်ကတည်းကပေါ့နော်ကျွန်တော်ဖျက်တဲ့ခိဒီလိုဖြစ်လာစေတယ်ဆိုတာကျွန်တော်တို့မိဘမဲ့ចောင်းမှာနေတော့ကျွန်တော်အဖေမေတော့ပေါ့နော်ကျွန်တော်ဝိညာဉ်ရေးဖတ်ခိတော့ဒီတဲ့တူဒီစုမမှုကအရန်ကောင်းတယ်ပေါ့နော်ကိုရုံးကန်တက်ဖို့ကိုကျိုးစားတက်ဖို့ရှာခွေတက်ဖို့ရဝအာကူတက်ဖို့ကအနည်းတူတင်တာပေါ့နော်အဲ့ဒီတော့ကနေရင်ကတည်းကတူတီမှုကလေ
အခုထိဖះကိုကြောက်ရွံ့ရနေတော့ဖះတဲ့ခင်ကိုကြောက်ရွံ့ဖះတဲ့ခင်ကမဖြစ်နိုင်တဲ့အရာကိုဖြစ်စေခဲ့တယ်ပေါ့နော်အဲ့တော့အားလုံးပဲဂျာမနီမှာကြောင်းတက်ရတာအရင်ပြဖို့ကောင်းပါလေပေါ့နော်ကြောင်းတက်မယ်လို့စဉ်းစားတဲ့သူဆိုရင်တော့မေးမြန်းလို့ရတယ်ပေါ့နော်ဘယ်လိုတက်ဖို့အဆင်ပြေနိုင်လဲဘယ်လိုဆိုတက်လို့ရလဲပေါ့အဲ့လိုမျိုးဒါကကြော်ညာတစ်ချက်ပေါ့နော်အမှန်တကယ်ကတော့ကြော်ညာတာမဟုတ်ပါဘူးတကယ်လည်းဟုတ်ပါတယ်ဖះတဲ့ခင်ကအားလုံးကိုချင်းမြောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကြောင်းတက်ဘဝကိုကြိုက်တယ်ကြောင်းတက်နေရတာကိုကြိုက်တယ်ကြောင်းသွားနေရတာကိုကြိုက်တယ်သူများလို့စာတော်လို့မဟုတ်ဘူးเนาะစာပုံမှန်ဒီလိုလုပ်နေရတာဟုတ်ဘယ်လိုပြောမလဲစာသွားလိုက် coffee တောင်းလိုက်စာဖက်လိုက်အလုပ်လေးလုပ်လိုက်ဒီမျိုးရှုပ်နေရတဲ့ဘဝကိုကျွန်တော်ကကြိုက်တာရုန်းကန်နေရတာကိုကြိုက်တယ်ဒီမျိုး comfortable ကိုတိတ်မကြိုက်ဘူးအဲ့လိုမျိုး struggle ပေါ့เนาะအဲ့လိုမျိုး challenge များတဲ့ဘဝကိုကျွန်တော်ကပိုကြိုက်တယ်အဲ့လိုမျိုး challenge ကိုကြိုက်တယ်ပေါ့เนาะ okay အဲ့လိုပဲအဲ့ဒါပါပဲလို့ဒီနေ့မှကြည့်လိုက်တော့စိတ်ဝင်စားစရာတွေဖြစ်တယ်လို့ဒီမှာ university ကပေးတယ်ကျွန်တော်မြန်မာနိုင်ငံ university မှာကျွန်တော်အဝေးတင်တော့တက်ဖို့ပါတယ်စရေးမအော်ကြတာပဲခံဖို့အဝေးတင်တော့တက်ဖို့လာရေးအဝေးတင်တော့အဲ့ဒါဖို့လာပဲရှိပါတယ်မတက်လိုက်ရပါဘူးစရေးမအော်တာပဲခံရတာနော်ဟုတ်တယ်မလားအဲ့လေဒီမှာကျတော့ဘူးမလာမအော်အော်လည်းမအော်ဆိုတာကဒီမှာအကြောင်းတန်းတယ်ဆိုတာအမလေးအရန်ပဲပြောဖို့ကောင်းပါတယ်ပေါ့နော်အဲ့လိုပဲကိုထမ်းမုန်ခံပါပေါ့နော်ကိုထမ်းထပေါ့နော်အကောင်းဆုံးနေဖြစ်ပါစေ